အားလုံးပဲမင်္ဂလာပါ လာပါတချေ ဒီနေ့ High Band ချီပါတရားဖြစ်တဲ့တမီလေးပိုးမြင့်စုကိုဒီချဲကဖိတ်ခေါ်ထားပါတယ်အဲ့တော့တမီတောင်းလေးအားလုံးကိုမိတ်ဆက်ပေးပါအောင် အရင်ဆုံးတမီးရဲ့နာမည်ကတော့ဝေရွှင်ကြီးပါဒါပေမဲ့ဒီဗီတာမင်မှာတက်ခဲ့တဲ့ကာလရောတင်တဲ့ကာလတစ်လျှောက်လုံးမှာကိုယ့်ကိုပိုးမြင့်မှုလို့ပဲမိတ်ဆက်ခဲ့ပါတယ် လက်ရှိတမီပေါ့နော် try နေတဲ့အကြောင်းလေးရဲ့ scholarship ရထားတဲ့ university လေးအကြောင်းပြပြပေးပါအောင် ဟုတ် university အတွက်ကြတော့ Ranzi University ထိုင်းမှာရှိတဲ့ university ကိုတက်ဖို့ဒီ NATE August intake အတွက်တမီတက်ဖို့ပြင်ဆင်နေပါပြီရခဲ့တဲ့ scholar ကတော့ Mona University of Malaysia နဲ့ American University of Paris နှစ်ခုကိုရထားပါတယ် အဲ့တော့အမှတ်ကလေးတွေကတော့လုံးဝဒီ listening မှာ band 9 reading မှာ 85 Channel scores နှစ်ခုမှာလည်း 7.0 စီရထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကတကယ်ကိုကောင်းတဲ့အမှတ်ပါတမီအနေနဲ့ foundation preparation ဘယ်နှလားလောက်စုစုပေါင်းယူခဲ့လဲ အတိအကျအချိန်အနေနဲ့ယူခဲ့လို့ရှိရင်တော့တမီ foundation 3လ intensive ကတစ်လယူခဲ့ပါတယ် အဲ့တော့တမီဖြေခဲ့တဲ့ summer exam အတွေ့အကြုံလေးကိုဒီချေကိုနည်းနည်းလေးအတူတူမျှဝေကြရအောင်ပေါ့နော် တမီ computer base ကိုဖြေခဲ့တယ် result ရတာမြန်လို့လေတမီအဲ့ဒါကို computer base ကိုပဲအားပြုပြီးယူလိုက်တာပါ အဲ့ဆိုရင်ဒီပေါ့နော်တမီ exam ပြင်ဆင်ပုံလေးကိုအကြမ်းပြင်အားဖြင့်ပေါ့နော်ပြောပြပေးပါအောင် exam ပြင်ဆင်ပုံကြတော့ဒီ foundation class တက်ခဲ့တယ်ဒါပေမဲ့ဖြေခါနီးနာနီးခါကြတော့တမီကိုယ့်ကိုအတက်နိုင်ဆုံး stress နေအောင်လုပ်တယ်ဖြေခါနာနီးရဲ့အချိန်မှာဒီညတိုင်းပေါ့နော်ကိုယ့်ကိုအမြဲ relax ဖြစ်နေတဲ့အချိန်အဓိက8ချိန်မတိုင်ခင်လေးပေါ့အဲဒီမှာတစ်ချက်ပြီးရဲ့ lecture တွေဒီ strategy တွေကိုအများဆုံးနားထောင်ဖြစ်တယ် absorb အကောင်းဆုံးချိန်ပေါ့ဒီချက်အဲ့ဒီအမှာအများဆုံးဒီ video lecture လေးကိုနားထောင်တယ်လေ့ကျင့်တဲ့အချိန်ခါကျတော့မနက်ပိုင်းမနေ့ကနားထောင်ခဲ့တဲ့ဟာတွေကိုပြန်လေ့ကျင့်ဖြစ်ခဲ့တယ်ဒီချက် သမီးအနေနဲ့ဒီ concentration အပြည့်နဲ့ဒီပေါ့နော်ဘန်းနိုင်ရအောင်ဘယ်လိုလေးစူးစမ်းခဲ့တာလဲ သမီးဖြည့်တဲ့အချိန်မှာ concentrate များများလုပ်နိုင်တယ်ပြီးတော့ဒီမဖြည့်ခင်ရဲ့အချိန်မှာသမီးမိခွန်းတွေကိုယ့်အကိုမြန်လေးပေါ့ဖတ်တယ်ဘာသာပြန်တယ်ပြီးတော့အနည်းဆက်ဆုံးအဖြေလေးကိုတက်နိုင်ဆုံးကိုယ့်အကိုရှာရတယ်အော်တကယ်လို့ဒီ speaker နေပြီးတော့သူအတန်နေလွှတ်တဲ့အချိန်မှာကိုရထားတဲ့အဖြေလေးနဲ့သူတကယ်လို့သူပြောတဲ့အထဲမှာအဖြေလေးနဲ့ကိုသမီးအမြန်ဆုံး catch လုပ်နိုင်တယ်အဲ့ဒါအတွက်ကြောင့်လွတ်သွားတာလည်းမရှိသလိုခြံခဲရတဲ့ဒီအပုတ်တွေလည်းမရှိပါဘူးချက် ဒါသမီး reading ဘောဘယ်လိုလေးပြင်ဆင်ခဲ့ရလဲ အမှန်တိုင်းဆိုလို့ရှိရင်သမီး reading ကအကြောက်ဆုံးဒီ skill တစ်ခုပါကြောက်တဲ့အတွက်ကြောင့်သမီးတခြား skill တွေထပ်ပို့ပြီးဖိလုပ်ဖြစ်တယ် speaking လို့ဘာလို့မှတနားပြီးမယ်ဆိုလို့ရှိရင် reading ကိုအနည်းဆုံးတစ်နေ့မှာ3နာရီပြီးတော့ဒီ teacher ပြောတဲ့ဒီ strategy တွေ keynote တွေကိုပို့ပြီးတော့နားထောင်ဖြစ်တယ် ဒီ speaking နဲ့ writing ကြတော့ဒီသမီးနည်းနည်းလေးကိုယ့်ရဲ့အတွေ့အကြုံလေးမျှဝေပေးပါအောင် writing test မှာ test ကိုသမီးလုံးဝမကြောက်ဘူး report writing ဖြစ်တဲ့အတွက်သမီးနားလဲအောင်ဒီကိုယ့်ရဲ့စာတစ်ခုလုံးကိုစွဲဆောင်နိုင်အောင်တော့သမီးရေးနိုင်တယ်အဲ့ဒီဒါပေမဲ့ writing text 2မှာကြတော့ကိုယ်နဲ့မ asset တဲ့ခေါင်းစဉ်ပဲဖြစ်ဖြစ်ကိုမလစ်လာရတဲ့ခေါင်းစဉ်ပဲဖြစ်ဖြစ်အရင်ကွဲပြားသွားပြီးတော့မရေးနိုင်မှာတော့အရင်ဆွေးနွေးခဲ့ရတယ်ဒါပေမဲ့သမီးကံကောင်းတာကတော့ exam day မှာတော့အဲ့လိုခက်ခဲတာတခုမှမရှိဘူးသမီးလေ့ကျင့်ခဲ့တယ်သမီးဖတ်ဖူးခဲ့တဲ့ fees day ဟာပဲလာတဲ့အတွက်ကြောင့်တော့သမီးများလေးတော့ရင်းနိုင်တာပေါ့တချေ speaking ဘိုင်းခါကျတော့ဒီတချေ class မှာပဲ senior ရင်းနဲ့ပဲများလေ့ကျင့်ဖြစ်တယ်ကိုယ့်ကို introduce လုပ်တဲ့နေရာမှာကိုမိသားစုအကြောင်းပြောတဲ့နေရာမှာဖြစ် discuss လုပ်တဲ့အပိုင်းတွေကိုကိုယ့်ကို mirror ပေါ့နော်ကြည့်ပြီးတော့အများဆုံးပြောဖြစ်တယ် test 1လို့ကြတော့စကားလုံးလှလှလေးနဲ့မထစ်မငေါ့ပဲနဲ့အဲ့လိုလေးပြောနိုင်အောင်တော့အများဆုံးလေးကြည့်ဖြစ်ပါတယ် writing မှာဆိုလို့ရှိရင်သမီးအနေနဲ့ဒီသမီးစာမွေးဖြေတော့ကဘယ် topic ကလေးဘယ် feel လေးပေါ့နော်အဲ့ဒါလေးကိုအတွက်ရရှိခဲ့လဲပေါ့ တမီးဖြေတဲ့အချိန်မှာတော့ဒီ business fees ပေါ့ဒီ company တစ်ခုမှာဒီလိုလုံးလေးနဲ့ညှိမယ်ဆိုလို့ရှိရင်မင်းအနေနဲ့ကိုလက်ခံလား this agree or disagree ပေါ့အဲ့ဒီဟာဖြေဖို့အတွက်တမီးပထမဆုံး brainstorm လုပ်တယ်ပြီးတော့အဓိကသူမေးထားတဲ့ဟာလေးတွေကိုပါသွားအောင်အဲ့ဒါလေးလည်းတမီး just လုပ်တယ်ပြီးခါကြမှာကိုထည့်ခြင်းတဲ့ vocab လေးစားရတဲ့ဟာလေးဆွဲထည့်ရ word count လည်းအရင်မများအောင်ဖတ်ရတဲ့လူလည်းအရင်ပြီးတော့မရှုပ်သွားအောင်စကားလုံးလှလှလေးရဲ့ academic words လေးတွေကိုတက်နိုင်လားများများသုံးဖြစ်ပါတယ် ဗီတာမင်ကိုရောရွေးချယ်တက်ဖြစ်ခဲ့ပုံလေးတစ်ခြားလောက်မျှဝေပေးပါအောင် တမီဗီတာမင်ကိုသူသိချင်းမဲ့ဝင်ကြည့်ရော page မှာဒီ8.5 achiever ရရှိနေတော့အဲ့ဒါကြီးဖတ်လိုက်နေကိုယ့်ကို motivate တွေဖြစ်သွားတမီဒီpage ဒီတစ်ခုလုံးကိုကြည့်ရငွေချီရပြီးတော့ဒီ admin နဲ့အမနဲ့လည်းတတိချာချာမေးဖြစ်တယ်အဲ့ဒီမှာလည်းတတိချာချာလေး big class ကဘယ်လိုမျိုးလေးဆိုတာရှင်းပြရတယ်ရှင်းပြရင် okay စတက်မယ်ဆိုပြီးတော့စ join တဲ့အချိန်မှာလည်းဒီလူနေရာထက်ပိုပြီး effective ဖြစ်တဲ့ခန်းစားချက်ကိုရတယ်ပြီးတော့ဒီချက်ရဲ့အသေးစိတ် details or focus တွေကိုအများကြီးရတယ်အဲ့တော့ဒီသမီးအနေနဲ့တော့ဒီတနက်ကိုတိုက်တာမျိုးမဟုတ်ဘဲနဲ့ချစ်တာမျိုးအထိကိုကြောက်ပါတယ်
ဒီသင်တန်းတက်ခဲ့တဲ့အတွေ့အကြုံလေးတွေကတချို့အရာလေးတွေကိုမျှဝေပေးပါဦး ။နည်းတက်တဲ့ချိန်မှာတော့ပွင့်ပွင့်လင်းလင်းဆိုလို့ရှိရင်တပည့်ပါတိတ်ပြီးတော့ stress တွေတိတ်မရှိနေဒီ classmate တွေအကုန်လုံးကလည်းပေါ်ရွေရေးဒီအချိန်မှာလည်းအများနဲ့ active ဖြစ်တယ်ပြီးတော့သင်တန်းတစ်ခုလုံးမှာပေါ့ဒီတမီးတို့ညဒီချက်ရဲ့ဒီ short မေးခွန်းလေးတွေကိုဖြေရတဲ့အခါမျိုး review လေးရတဲ့အခါမျိုးကြတော့တခါတလေလဲစိတ်သက်သာတာရှိရဲ့ဒါကြလို့ရှိရင်လည်းအရင် motivate ဖြစ်ပြီးတော့စူးစမ်းခြင်းစိတ်ကတန်းနေရတော့ပေါ့ချက်တမီးမှာအကောင်းကြီးအများကြီးပဲရခဲ့ပါတယ် တဲ့သင်ကြားမှုတော့စိတ်ကြည်နမှုရှိရလား သင်ကြားမှုပိုင်းမှာ video lecture နဲ့ဒီအခုလို Zoom class နဲ့သွားတဲ့အတွက်ကြောင့်ခဏခဏလေးပြန်နားထောင်လို့လည်းရတယ်ဒီ channel ဒီလို Zoom နဲ့သွားတဲ့အချိန်မှာလည်းခဏခဏအားမနာနဲ့လည်းမေးလို့ရတယ်လို့အများကြီး practice လည်းလုပ်ဖြစ်တဲ့အတွက်ကြောင့်တော့တမိအနေနဲ့ 100% ကိုကြည့်နေပါတယ်ချက် အခုလက်ရှိကြံနေတဲ့တငယ်ချင်းတွေကိုအမှတ်တရတခုခုပေါ့တမီးမျှဝေပေးပါဦး ဒီ channel တော့အများကြီး train ပါပါဒါပေမဲ့လည်းဒီတမီးဆိုလို့ရှိရင်လည်းဒီ speaking ဘိုင်းတွေမှာကိုယ့်ကို confidence ရှိလာရေးကြကြရလဲဒီ partner တွေ review တွေပေးကြရတယ်ပို့ကြိုးစားဖို့အဲ့အရင်နဲ့လည်းတမီးအများကြီးပို့လို့ဖြစ်တယ်အဲ့တော့ IELTS ကတော့လွယ်မလို့နဲ့တော့ခတ်ပါတယ်ဒါပေမဲ့အဲ့ဒါလုံးဝစိတ်တကြကြမဟုတ်ပါဘူးဒါကြီးကအောင်မြင်ပြီးသွားလို့ရှိရင်ဒီခံစားချက်ကြီးကဘာနဲ့မှလည်းလို့မရဘူးဘလို့ဖြစ်ဖြည်းပုံမှန်နဲ့မှန်မှန်လေးသာသွားမယ်ဆိုလို့ရှိရင်ကို target ထားတဲ့ဘန်းကိုရနိုင်ပါတယ်ဗီတာမင်မှာဒီသင်တန်းတက်ချင်တဲ့သူတွေအတွက်ပေါ့နော်ဒီပေးချင်တဲ့ message လေးရောဗာများဖြစ်မလဲ ဒီ senior တယောက်အနေနဲ့ review ပေးရမယ်ဆိုလို့ရှိရင် IELTS ကိုတကယ်လုပ်ချင်တယ်ပြီးတော့ကို target ထားတဲ့ဘန်းလေးကိုတေချာချီစစ်လေးနဲ့သွားချင်တယ်ပြီးတော့အရင်လဲ stress လည်းမများချင်ဘူးကိုလုံနိုင်တဲ့လောက်ကိုရအောင် train မယ်ဆိုလို့ရှိရင်တော့တမီးရဲ့ review ကိုမကြည့်ဘဲနဲ့ကိုယ့်အနေနဲ့ကိုယုံကြည်ပြီးတော့တက်ချင်ပါလို့ပဲပြောချင်ပါတယ်ဘာလို့လဲဆိုတော့ကိုယ် review တက်ကြည့်ပြီးတော့ကိုယ့်ကို review လေးလုပ်ကြည့်ပါအဲ့ဒါကြီးပို့ပြီးအဆင်ပြေပါတယ်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်